ပေါက်တွေကတိုးနေပါလားမမရွှေကတိုးနေတဲ့ဓာတ်ပေါက်တွေပေးလိုက်တာများလားအိုးဖြစ်နိုင်ပါဘူးလေမမရွှေကမသိလို့ပေးလိုက်တာပဲဖြစ်မယ်ကဲအမေဘုံနဲ့လွတ်ပြမှာဖြစ်မယ်ကိုထင်းခက်တော့ပြန်လာထင်ရဲပြီးတော့နော်စိတ်တွေးနေအောင်ကိုထွန်းခင်ရှင်မထသေးဘူးလားကိုထွန်းခင်ရှင်မထတာလေကိုထွန်းခင်ကိုကရဲ့လာကြည့်ပါဦးကိုထွန်းခင်ဘာဖြစ်တာလဲမသိဘူး ဘာလဲဟဲ့ကိုရောကေဟာအာနေယောက်ျားလေဖြန်းတာဖြစ်မယ်အဲ့ဒါနေယောက်ျားလေဖြန်းတာဟုတ်တယ်ကိုကကြည့်ပါဦးဟုတ်လား ဟုတ်တယ်အဲ့ဆိုနေစေးုံတင်မရမယ်နော်အဲ့ဒါဆို စေးရုံ ဟုတ်တယ်ဒီမှာစေးုံတင်ဖို့ပတ်စံမရှိရလား ကိုကတားလေကျမအဲ့လောက်အများကြီးဘယ်လိုရှိမှာလဲလို့နေစမ်းမအောင်မရွှေကိုထွန်းခင်လည်းခဏနေပြီနော်ကျမပြန်လာခဲ့မယ် ဟဲ့တောင်းလို့လေဟာ မရွှေညာလေးကိုကူညီပါဦးမရွှေညာလေးကိုကူညီပါဦး ညာလေးညာလေးရဲ့ ကိုတို့လည်းပြန်မလို့ဖြစ်တော့အရင်စီစီကိုတရားလည်းမရွှေညာလေးမစနေလည်းတရားလို့လည်းမရွှေညာလေးကိုကူညီပါဦး ပတ်စံတဲ့မရွှေတဲ့မှာဘလို့ရှိမှာလဲမရွှေကဘန်ထဲမှာပဲထားတာ မရွှေညာလေးကိုလေရုပ်ကိုလေးစဉ်းစားပြီးတော့ညီပေးပါဦးနော်ညာလေးကဲနေလို့ပါ မရွှေကိုမြင်ရတာဆိုတော့ဒါလေးယူပါမရွှေပြန်လည်းမပေးနဲ့နော် ဒီပါစတော့မရွှေညာလေးယူတော့ပါခွင့်ပါဦးမရှိကိုတို့ညလေမချုံမ ညလေးရယ်ညလေးဘယ်တွေသွားနေတာတော့ဒီမှာကိုထုံးခေကအချင်းနေမစိုးခင်မှာစိတ်ုံပို့ဖို့လို့ကိုကျော်မင်းတို့ခေါ်ပြီးမှစိတ်ုံလိုက်ပို့လိုက်ပြီ ကိုထုံးခေကစိတ်သွားပြီ ဟုတ်တယ်ငါမမြလေးလည်းပတ်စံလို့ပတ်စံသွားရှာတယ်ဆိုတာချုံမှသိတယ်ကဲဘာမှမပူနဲ့တော့ရှော့ဒီမှာပတ်စံတော့မို့ ဒီပတ်စံလေးက ကဲဘာမှစိတ်မပူနဲ့တော့နော်ဒီပတ်စံတွေကလည်းချုံမတို့ရှိလို့ပေးတာမဟုတ်ဘူးဒါကုံစင်းရောက်မဲ့အရင်လေးတွေဘာမှစိတ်မပူနဲ့နော်ညလေးသွားနော်ငါပြင်စိတ်ုံလိုက်သွားလိုက်တော့ ကျေးဇူးတင်ပါတယ်မချုံမရဲ့ဒါလေးကျေးဇူးတင်ပါတယ်ဒါလေးဒီကျေးဇူးလေဒါလေးဒီတမမေးပါဒီတမမေးပါ ရတယ်ညလေးနော်စိတ်မပူနဲ့